ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အခုရှုစားမြင်ရတဲ့အကဆိုလို့ရှိရင်ကွန်ပန်လို့ခေါ်ပါတယ်ကျွန်တော်တို့မင်္ဂလာတို့သမီးရတို့သားထံကိုကျွန်တော်စူးကြရပတ်ဖို့အတွက်တွားတဲ့အချိန်မှာ